ဟာပတ်3မရောက်သေးဘူးအခုမှပတ်2ပဲရှိသေးတယ်ဟုတ်ပါဇလန်းကတော့လေစိတ်ဝင်စားကောင်းလာပြီတော့ငါရမင်းသားနေရဆိုရင်လေအဲ့ဒီမင်းသမီးနဲ့ညာပြီးမွေးတဲ့ကလေးတော့ရှင်လောင်းပြူတဲ့အခန်းရောက်ဟဲမတ်တို့ရှင်အပြိုးကြီးဖျက်တဲ့အကြောင်းရင်းကိုလေကျမကူးမှာပဲသိတော့ရှင်ကလေလိန်သူလေးကိုစိတ်ဝင်စားနေတာပဲဟာဒီလောက်ပြောနေရလေငါအဲ့မင်းသားစိတ်မရှိလို့ပြောနေစမ်းမှာဟိုမှာဆက်ရှိန်တက်နေမင်းနောက်တစ်ခေါက်နဲ့တမနဲ့ခင်းနေတော့ကုန်နေပြီကဲဘယ်လိုလုပ်ကြမလဲရှူတင်လဲနေတော့ဝက်ကျိုးနေပြီဟိုမှာကြည့်စမ်းမစောတို့အိမ်မှာလူတွေစုနဲ့ဘာလုပ်နေကြရလဲမသိဘူးတော့ဟဲ့ဟိုရုပ်ရှင်ရိုင်းနေတာထင်တယ်ဟဲ့မင်းသားမင်းသမီးဘယ်သူလဲမသိဘူးကြည့်အောင်ဘုရားရတာပေါ့ကျမလည်းလေရုပ်ရှင်ရိုက်တာတစ်ခါမှမမြင်ဘူးဘာကြည့်ကြလာဆက်လာကြမှာဒါကဘာတွေရှောက်လာမယ်မင်းမင်းသားကိုဒီပန်းလေးပေးမယ်နော်ပြီးတော့ဒါလေးယူတာဟုတ်တယ်မချိတ်နေကြတာတော့ဟိုဟာတိုက်တာဖြစ်မယ်သူ့ဘေးနာ2ယောက်ကမင်းသားနဲ့မင်းသမီးဖြစ်မယ်မင်းသားမင်းသမီးတွေကလေအစ်စ်တွေလားမသိဘူးနော်ကျမတော့လေတစ်ခါမှမမြင်ဘူးပါဘူးအေးဟုတ်တယ်ဟာငါလည်းမမြင်ဘူးဒါပေမဲ့တခုတော့ရှိတယ်ဇက်ပို့ဆိုင်ရနေဖြစ်မယ်ဩအမရဲ့ဟိုကုမ္ပဏီကလေနောက်တင်မဲ့မင်းသားမင်းသမီးအစ်စ်လည်းဖြစ်နိုင်တာပဲဟိုနာမည်ကြီးတွေနဲ့အတွေ့အကြုံရတွေးရိုက်မှာပေါ့ဟဲ့အဲ့ဒါဆိုလို့ရှိရင်နာမည်ကြီးတွေလာတဲ့ထိဆောင်ပြီးငါတို့ဓာတ်ပုံရိုက်အောင်ညမဖုံးပါတယ်မလားဖုံးကတော့ပါပါတယ်အမရဲ့ဈေးဝယ်နောက်ကျနေပါအောင်မယ်ကျမကြားဘူးလားနော်အဲ့ဒီနာမည်ကြီးမင်းသားမင်းသမီးတွေကလေရှူတင်လိုက်အမြဲနောက်ကျတယ်တဲ့ဟဲနောက်ကြတော့လေဘာဖြစ်လဲငါတို့ဈေးပေါင်ကျိုးတင်ရအောင်အချိုလေးအချောင်လို့ရတော့နှလုံးပိုးတောင်ပို့ထွက်သေးဟဲအဲ့တစ်ခွက်ကတော့စိုးဟေးဒီတစ်ပတ်လေကျမလေးသလုံးအပိုင်ရထားတယ်နော်နင်ကတော့လုတ်ပြီနင်ရဲ့လောင်တလေးပေးတော့ခဏတော့အခုဆက်စုအောင်တော့ပါကိုမင်းဘယ်လောက်ကြည့်စလဲဟိုမြေကြီးပါကောင်းနေတော့ဟာမဟုတ်ဘူးလေဟိုကောင်းနေဆိုတာမြေကြီးမဟုတ်ဘူးလာမင်းပဲရှိတယ်လေကောင်းမယ်ဘလို့မြေကြီးဖြစ်မလဲမှားနေတယ်လှုပ်ပြန်လို့ဟုတ်ရာဇယ်လှုပ်တယ်ဆိုတာကလည်းအိုက်တင်အပြည့်လုံးกว่าတခါတော့ကိုချစ်သူလိုအပြည့်လို့အိုက်တင်ကိုအပြည့်လို့အခုမင်းကဖြစ်ကြတဲ့ဆိုင်ဖြစ်နေဟုတ်နော်အေးဟုတ်နဲ့လို့သမီးပြန်မေးပေးလိုက်ဟုတ်ဆရာ5 4 3 2 1 action ကိုမင်းဘယ်လောက်ကြည့်စလဲဟိုကောင်းခဲ့ပေါ်လာဟောလာမင်းပေါ်ကောင်းတယ်မှန်တယ်ဟိုကောင်းခဲ့ပေါ်လာမင်းတော့ဟိုမြေကြီးတဲ့ကိုဝင်သွားတယ်ဟေးဟုတ်တယ်မြေကြီးတဲ့ကိုမင်းဝင်သွားတယ်မြေကြီးတဲ့ကိုမင်းဝင်သွားတော့ငါတို့လည်းဒီဇယ်ရိုက်เสียမလို့တော့ဘူးနော်မင်းတော့တုံးလိုက်တော့ဟဲဒါလေးတော့မရကဲလာပါအမရဲ့တွားဈေးနောက်ကျနေဦးမယ်ဟိုချက်ဖို့ပြတ်ဖို့အချိန်ရလဲရှိသေးတယ်လာတွားလာဟောနေပါဦးဟောလို့ဟိုလာပါဆိုမှပဲအေးပါပြန်လာမှပဲပတ်တူးဆက်ကြည့်မလေးဒီအပြုတ်ကြီးရလဲခုချိန်ဆိုရင်ပတ်တူးစားနေတော့လာဟိုမှာရိုက်နေတော့ရှိသေးဟိုမြေကြီးတဲ့ကလာမင်းအဝေးစီရောင်ချစ်တယ်ဘယ်ဘလို့အဝစီလေးရောက်သွားသူသွားခြင်းလို့နေမှာပေါ့အာကြီးဟိုကတ်မားပြန်ပြီဟိုမြေကြီးတဲ့လာမင်းဆိုမြေကြီးတဲ့မှာလာမင်းမရှိဘူးလေကောင်းကင်မှာပဲလာမင်းရှိတာလေအဲ့ဒါလေးကိုမှတ်ထားဖို့နော်ကောင်းကင်ဆိုတာလာမင်းနဲ့တွဲရဲ့နေတော့နော်အဝစီကဘယ်ကတွဲလာဟမ်ဘယ်ကပေါလာသူသွားခြင်းလို့နေမှာပေါ့ဒါလို့တခြားလောက်ရတယ်ကွာငါပြောမယ်တားလေမင်းသားလုပ်တယ်ဆိုတာကရုပ်ရည်လေးချုံအောင်လည်းမရအောင်နော်ဒီသဘောတရားကြီးကိုအခြေခံလေးတော့သိထားမှရမှာပေါ့နော်sorry ပါဆရာကျွန်တော်နောက်တစ်ခေါက်တခြားစူးစမ်းလိုက်ပါမင်းနောက်တစ်ခေါက်နဲ့တမနဲ့ခင်းနေတော့ကုန်နေပြီကဲဘယ်လိုလုပ်ကြမလဲမင်းသားလေဟဲဒါရိုက်တာပြောလဲပြောစရာပဲတုံးလိုက်ရုပ်ကလေးနဲ့မှမလိုက်ဟုတ်ပါသူတို့ဟာလေအိန္ဒိယဇလန်းတွဲလို့ဖြစ်နေပြီပြဿနာကလေရှင်းလို့မပြီးနိုင်တော့ဘူးရော့ဒါတော့ဒီကဒါတော့ရအောင်ရင်ချက်ဒါတော့ရအောင်ရင်ချက်ဟိုဒိုင်လို့ရောက်လာလို့ကဲအမကြီးပြန်ရအောင်ဒီနေ့ကလေမိမူပိုင်ရှင်အလုံနာတယ်နေအမရဲ့ဟိုချက်ဖို့ပြုတ်ဖို့နောက်ကြလို့ထမင်းစားရင်နောက်ကြနေမဆိုင်နာရန်ရှာနေဦးမယ်အမရဲ့ဟေးဘာလို့ရန်ရှာမှာလဲပြရတိချင်းနေတယ်ပေါ့ရှင်တို့ပြိုရင်လည်းမဆိုင်ပါဘူးကဲပါအဲ့ဒါဆိုရင်လည်းအခုပြန်ကြမယ်
ငါတော့မကျေနပ်သေးဘူးထမင်းစားပြီးရင်ပတ်သရီလာပြန်ကြည့်မယ်အဲ့ဒီခါဆိုရင်နာမည်ကြီးမင်းသားမင်းသမီးတွေလည်းရောက်ပြီးငါဖုန်းနဲ့ငါဓာတ်ပုံရိုက်မယ်ကဲလာသွားကြမယ် အင်းပါပြိုကြီးရဲ့ထမင်းစားဖို့နောက်ကြလို့လေကျမကိုပြဿနာရှာလို့ရှိရင်ပြိုကြီးရှင်းမမှာမို့လို့လားပြော အမလေးတော့ရှုပ်ရှုပ်ရှက်ချက်တွေဘာကိစ္စရှင်းပေးရမှာလဲရှုပ်ရှုပ်ရှက်တွေဝါသနာမပါဘူးလာသွားမယ် လီအပြိုကြီးကဒါကြတော့ဟမ် ဟာလေကျိုးသားနော် ဟုတ်ကဲ့ အေးအေးအလုပ်ကလေးကိုနည်းနည်းလေးဒီထဲအာယုံလေးထည့်လာနော် ဟုတ် ဒါလေးကျိုးစားရင်အားလုံးကဒါလေးတွက်တယ်နော်ဟုတ်ပြီဒီအဖွဲတွေအားလုံးမှာအစာအိမ်ပါတယ်နော်တင်းကြောင့်အစာအိမ်ဖြစ်ပါစေနဲ့ ဟာပတ်သရီမရောက်သေးဘူးအခုမှပတ်တူပဲရှိသေးတယ် ဟုတ်ပါဇလန်းကတော့လေစိတ်ဝင်စားကောင်းလာပြီတော့ တရားကျိုးသားကဲဒီမှာ ready အတန်း ready ငါရမင်းသားနေရဆိုရင်လေအဲ့ဒီမင်းသမီးနဲ့ညာပြီးမွေးတဲ့ကလေးတော့ရှင်လောင်းပြူတဲ့အခန်းရောက် ဟဲမတ်တို့ရှင်အပြိုကြီးဖျက်တဲ့အကြောင်းရင်းကိုလေကျမခုမှပဲသိတော့ရှင်ကလေလိန်သူလေးကိုစိတ်ဝင်စားနေတာပဲ ဟာဒီလိုပြောနေငါအဲ့မင်းသားစိတ်မရှိလို့ပြောနေစမ်းမှာဟိုမှာဆက်ရှိတ်တက်နေ ကိုမျိုးဘယ်လောက်တိစလဲ ဟိုးကောင်းကင်ဘဝလာမယ်ဟောဒီပန်းလေးပေါ်ကြာလာပြီကောင်းကင်လာမယ်ပန်းပေါ်ကြာလာပြီးတော့ဒူဝင်ကျကြီးဖြစ်တယ်ဒီချစ်တယ် ဒါလေးရဲ့ရမ်းရက်ဆက်တယ်ကွာဟမ်ဒီတစင်းလေးကိုမနဲ့မိုးနေနေရရနေတာကိုထမင်းစားချိန်ကြော်ပြီးတနားခွဲ2နာရီထိုးတော့မယ်ဒီတကယ်လေးနဲ့နင့်နေတယ်ဘလို့ဖြစ်ရတာလဲကွာဟမ်ချာပြီဒီ ရစီ မင်းလည်းကြော်ပွဲပေးထားတယ်မလား ပေးထားပါလေ အေးအော်ငါသိပြီငါသိပြီ ဒါလေးရစီ ဟမ်အားလုံးလည်းဘိုက်စာနေကြပြီဆိုတော့မင်းလည်းစာနေရောဗောကဲတမင်သားဖြုတ်လိုက်တော့ကွာတမင်သားမယ်အားလုံးတမင်သားမယ် အားလုံးတလူလူရဲ့အာဒီဇက်ကြပြီ ဟာဇက်ကြရင်ကောက်ခဲ့ကွာလာတက်လာထမင်းစားမယ်လာ မလေးကျမအိမ်သူထမင်းစားပြီးလို့ရန်ရှာပြီးတာတော့သူတို့ခုခုတိကျထမင်းမစားရသေးဘူးလေ ဟဲ့နေ့လင်ကထမင်းစားပြီးတာတော့ဘာလို့ရန်ရှာတာလဲ ပြိုကြီးရဲ့ကိုတက်နဲ့ကိုနေစမ်းမှာရှင့်ရဲ့ပတ်တူးကလေဒီလောက်ပေးရှင်းနေတာဒီနေ့လေပြီးဖို့လမ်းမမြင်ဘူးဒီချိန်ထိတော့လေဘယ်မင်းသားမင်းသမီးမှလာမှာမဟုတ်ဘူးလာပါပြန်ကြအောင် ဟဲ့နင်းကရန်ရှာခံချင်နေတာမလားပုံမှန်လေးပြောစမ်းပါ မလေးပြိုကြီးရှင်မနာလို့ဖြစ်နေရမလားကျမအောင်နော်ကိုသူရပြောတယ်ရှင်နဲ့ကိုသူရအရေးကြိုက်ဖူးတယ်တဲ့ဟုတ်တာပြောချက်ကို အမလေးစဉ်းစားလေစဉ်းစားနေ့လူမဲမဲရှော့ရှော့ငါဘာလို့မှမလဲ မလေးအပြိုကြီးကိုသူရမဲတာအောင်ရွှဲတာရှင်ကဘယ်လိုသိတာတော့ ငါဘာလို့ပြောနေငါအသားရည်နဲ့ဘိုက်ကိုပြောတာ အဲ့လောက်လဲရှင်းပြဖို့မလိုပါဘူးပြိုကြီးရဲ့တကယ်ဆိုရင်လေကျမတော့တတ်တာသေးတယ် အာစီအားလုံးနဲ့စားကုန်ရပြီအာစီရဲ့ဟိုအာစီကြိုက်တဲ့လေငတလောက်ဥကြော်ရဲ့ကြက်ကြော်ရဲ့ဟိုဘဲဥငပယ်လေးရဲ့အစင်းသေးပြင်ထားရင်စားလိုက်ရအောင်နော်အာစီဘာဖြစ်တာလဲ ယူသွားတာမင်းတို့ကုမ္ပဏီကထည့်ပေးတဲ့ကောင်လေးကြောင့်ငါယူသွားတာ အာစီကလေဟိုကောင်လေးကအတိတ်ကလေးမှုလို့ပါအာစီရဲ့နောက်ဆိုရင်လေအာစီတို့လိုဆရာသမားကောင်းနဲ့တွေ့သွားရင်နောက်တောက်ပတ်လာမယ်ကြောက်ကောင်းလေးတစ်ပွင့်ဖြစ်လာမှာပါအာစီရဲ့ အေးညမင်းသူ့လိပ်စာဖုန်းနံပါတ်တွေယူထားလား ဟာအပြည့်စုံယူလိုက်အာစီနောက်ကားကြီးခေါ်သုံးလို့ရအောင်လို့ မဟုတ်ဘူး ဗျာ နောက်ကိုခေါ်တော့ပြီးမှဆော်လို့